ရှေ့နေ3ဦးနဲ့အင်ဂျင်နီယာ3ဦးသည်ကြီးမားသော conference တစ်ခုသို့ခရီးသွားနေကြသည်ယထာဘူတာတွင်ရှေ့နေများသည်တဦးစီထက်လက်မှတ်ဝယ်ကြသည်သို့သောအင်ဂျင်နီယာများကမူ3ဦးစလုံးတို့လက်မှတ်တစ်ဆောင်တောက်ဝယ်ကြသည်ရှေ့နေများသည်အံ့ဩသွားကြသည်လက်မှတ်တစ်ဆောင်နှင့်ဘလို့ခရီးသွားမှလဲဟုရှေ့နေတဦးကမေးသည်စောင့်ကြည့်လိုက်ပါဟုအင်ဂျင်နီယာတဦးကပြုံးကပြောသည်ယထာပေါ်ရောက်သောအခါရှေ့နေများသည်သူတို့ထိုင်ကုန်များတွင်တတော်တသားထိုင်ကြသည်အင်ဂျင်နီယာများကမူသည်ငယ်သောအိမ်သားကန်းတစ်ခုတည်းသို့အားလုံးဝင်ကတကားကိုတောက်ခတ်ထားသည်ယထာစကင်ထွက်သည်နောက်ယထာစပရာသည်လက်မစင်ရန်လက်ပတ်လာသည်သူသည်အိမ်သားတကားကိုခောက်ကလက်မှတ်ပြပါဟုပြောသည်တင်းငယ်သောလက်တစ်ဖက်ကလက်မှတ်ကိုကိုင်းထုတ်ပေးသည်စပရာကလက်မှတ်ကိုယူသည်ဘာမှမဖြစ်သလိုဆက်သွားသည်ရှေ့နေများကဤအရာကိုမြည်ပြီးညံကောင်းလိုက်တာပြန်လာတဲ့ခရီးမှာဒီလိုလုပ်မယ်ဟုတွေးကြသည်ပြန်လာတဲ့ခရီးတွင်ရှေ့နေများသည်ထိုနည်းဟုတူပလောက်ကြသည်သူတို့သုံးဦးသောလက်မှတ်တဆန်သာဝဲကအလွန်ကုန်ယူနေကြသည်တိုးတော်ထူဆန်းသည့်အရာတစ်ခုကိုတတိပြုမိကြသည်အင်ဂျင်နီယာများကလက်မှတ်လုံးပါမဝဲကြပေဘာလဲဟုရှေ့နေတဦးကပြောသည်လက်မှတ်မရှိဘဲဘလို့ခီးသွားမှလဲဟုမေးသည်စောင့်ကြည့်လိုက်ပါဟုအင်ဂျင်နီယာတဦးကပြုံးကပြောသည်ယထာပေါ်ရောက်သောအခါရှေ့နေ3ဦးသည်အိမ်သားကန်းထဲသို့ဝင်ကြသည်အင်ဂျင်နီယာ3ဦးကမူအနီးနိုင်ရှိအခြားအိမ်သားကန်းတစ်ခုထဲသို့ခိုးဝင်သွားကြသည်ယထာစတင်ထွက်ပြီးမိနစ်အနည်းငယ်အကြာတွင်အင်ဂျင်နီယာတဦးမှရှေ့နေများပုံနေသည့်အိမ်သားကန်းသို့တိတ်တဆိတ်လဲလျှောက်လာကတကားခောက်ပြီးလက်မှတ်ပြပါဟုပြောလိုက်သည်